Corto 8 bipolar 8ဖြစ်ပါတယ်ဒါလေးကတော့ Italy နိုင်ငံကထုတ်လို့တဲ့ Pablo leather နဲ့ချုပ်လုပ်ထားတဲ့အိတ်လေးဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ကိုမိုက်ပါတယ်เนาะ Italy ကထုတ်လုပ်လိုက်တဲ့ leather နဲ့ global ကလက်ရနဲ့ပေါင်းစပ်ထားလိုက်တဲ့ထွက်လာတဲ့ bipolar လေးတစ်လုံးဖြစ်ပါတယ်ဒီအလေးကတော့ရိုးရှင်းပါတယ်เนาะဒီဘက်ချမ်းမှာဘန်ကတ်3နေရာဖြစ်ပြီးတော့ဒီဘက်မှာလည်းဘန်ကတ်1နေရာထည့်လို့ရပါတယ်ဒီအကျွေးစီးအိတ်ရဲ့အောက်မှာလည်းဘန်ကတ်1နေရာထည့်လို့ရပါတယ်ကျွန်တော်တို့ပတ်စံအရွက်45ရက်လောက်ထည့်ပြထားတာဖြစ်ပါတယ်ပတ်စံထုတ်ရထည့်ရလွယ်ကူအောင်လည်းအတွင်းချောပေးထားတာဖြစ်ပါတယ် customer ကတော့အထူးသူ့အိတ်ကိုအပ်တဲ့အနေထားကတော့ဒီအကျွေးစီးအိတ်လေးကကျွန်တော်ဒီလိုလက်နဲ့ယူလို့ရရှိနိုင်အောင်အကျွေးစီးအိတ်ကိုကြီးနံတွေကြီးပေးပါဆိုတဲ့ပုံစံမျိုးနဲ့လုပ်ထားတာဖြစ်ပါတယ်ကျွန်တော်အကျွေးစီးကိုလည်းအိတ်အကြီးတက်ပေးထားတာဖြစ်ပါတယ်ခင်ဗျာဒီမှာဆိုအကျွေးစီးအများကြီးပါပါတယ်เนาะချိုရိုးချိုသားတည်တက်လှပစွာနှကန်း special လုံးပေးထားတဲ့ပုံစံလေးတွေကို classic ဆန်အသုံးပြုနေဆိုရင်တော့ global ကို hello လုပ်လိုက်ပါ global ကတော့စအပ်တဲ့အစံကိုတဝက်ယူတာဖြစ်ပါတယ် HO လို့ပြည်စီကြောင်းပုံပေါ်ကြောင်းကြတဲ့အခါမှာကြံငွေပေးရှင်းရတာဖြစ်ပါတယ်ကြံငွေပေးရှင်းပြီးတော့မှ respect နဲ့ပစ္စည်းပို့ပေးတာဖြစ်ပါတယ်ဒါလေးကဘကိုးကနေတစ်ဆင့်မှာယူတဲ့ customer ညီကိုတော်ရဲ့အမှားလေးဖြစ်ပါတယ်မှာယူအားပေးတဲ့ customer ညီကိုတော်ကိုလည်းအထူးကျေးဇူးတင်ပါတယ်ကျွန်တော်စီမှာရန်ကုန်မြို့ကနေပြီးတော့လာပြီးတော့မှာမယ်ဟဲ့ဆိုလို့ရှိရင်ကျွန်တော်ကတောင်တကုန်းအောင်မြင့်မို့အိမ်က146ရပ်ကွက်ကဖြစ်ပါတယ်အမှတ်နဲ့လမ်းနေလာမယ်ဟဲ့ဆိုရင်တော့ကျွန်တော်တို့လိုင်စင်ရုံးအကျော်ကနေပြီးတော့အောင်မြင့်မို့လမ်းရဲ့ရုံးမရိပ်သာလမ်းရဲ့2လမ်းရှိပါတယ်ကြိုက်တဲ့လမ်းကဝင်လာခဲ့ပါကျွန်တော်တို့အိမ်ရာကိုရောက်ပါဖြစ်ပါတယ်မြို့တွေကလာမယ်ဟဲ့ဆိုရင်တော့ 1B ရဲ့တစ်နှစ်စီးလာရင်ဂိတ်ဆုံးဖြစ်ပါတယ် 1B ရဲ့ခွန်စီးလာရင်လည်းဂိတ်ဆုံးဖြစ်ပါတယ်ခင်ဗျာorder တင်နေတယ်ဆိုရင်တော့Viber number 399442883988မှာ order တင်နိုင်ပါတယ်ခင်ဗျာအရန်ကို classic ဆန်နေပါတယ်ခင်ဗျာ